မဲ့စရေးပြအခမ်းအနားသို့ပါဝင်တက်ရောက်ပါတယ်အဆိုပါအခမ်းအနားသို့တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖျင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နိုင်ငံတကာမှဖိတ်ကြားထားတဲ့နိုင်ငံအကြီးအကဲများအစိုးရအဖွဲ့များမြန်မာအစည်းအမြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များတရုတ်ပြည်သူများတက်ရောက်ကြပါတယ်ရှေးဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာယီကော်မရှင်ဥက္ကဋ္ဌနဲ့နိုင်ငံတကာမှတက်ရောက်လာကြတဲ့နိုင်ငံခေါင်းဆောင်များဟာတရုတ်ပြည်သူသမ္မတနိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီးတမန်နေရာမှာနေရာယူကြရာတရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတကတဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်အဲဒီနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာယီကော်မရှင်ဥက္ကဋ္ဌနဲ့နိုင်ငံတကာမှတက်ရောက်လာကြတဲ့နိုင်ငံခေါင်းဆောင်များဟာတရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတနဲ့အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပါတယ်အဲဒီနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာယီကော်မရှင်ဥက္ကဋ္ဌနဲ့နိုင်ငံတကာမှတက်ရောက်လာကြတဲ့နိုင်ငံခေါင်းဆောင်များဟာတရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတဦးဆောင်တဲ့နိုင်ငံအကြီးအကဲများစရေးပြအခမ်းအနားကြည့်ရှုမဲ့ဖျန်းအမ်မင်းရိုစရမ်ရှုစင်တို့တက်ရောက်နေရာယူကြပါတယ်